ကျွန်တော်ဒီနေ့အာဗိုကာဒိုကိုလုပ်ပြမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ဆိုင်ကဒီအာဗိုကာဒိုကဆိုင်မှာလူတဲ့တာမြပြီးစုံသူတွေတော့တိတ်ကြတဲ့ဖန်ပွေးတစ်ပွေးဖြစ်ပါတယ်ဒါကိုကျွန်တော်လုပ်ပြမှာဖြစ်တဲ့ကြောင့်အစားမအဆုံးထေးလိုက်ပါကြည့်ရှုလို့ရဖို့အတွက်တောင်းဆိုရှင်ပါတယ်သူရဲ့ဒီမှာပါဝင်ပြည့်စုံတရားတို့အခုရင်းစီပြပါမယ်ဒါတို့ patient ဖြစ်ပါတယ်ဒီ patient ကို patient ပါတယ်နော်ပြီးရင်နောက်တစ်ခုကပါတယ်ဆိုတော့ဒီမှာပြောင်းဖူးဖြစ်ပါတယ်ပြောင်းဖူးလေးပါပါတယ်သူရဲ့ပါဝင်ပြည့်စုံတွေကိုဒီအာဗိုကာဒိုကျွန်တော်ပါတယ်ဒီအာဗိုကာဒိုအားလည်းပါဝင်ပြည့်စုံဖြစ်ဒီ patient ရဲ့ပြောင်းဖူးရပြီးမှနောက်တစ်ခုကဒီမှာကန်ချီလို့ခေါ်တဲ့ဘုံငင်းရပေါ့နော်ဘုံငင်းကိုချိန်တေထားတဲ့ဟာဖြစ်ပါတယ်အဲ့ဒါဆိုရင်ဒီမှာပါဝင်ပြည့်စုံတွေကသုံးခုဖြစ်နေပါပြီအဲ့သုံးခုပထမတစ်ခုက patient ပြီးရင်ပြောင်းဖူးပြီးရင်ကန်ချီဒါတော့တူနာဖြစ်ပါတယ်သူရဲ့အာဗိုကာဒိုမှာအာဗိုကာဒိုဆယ်လ်မှရှိတယ်အာဗိုကာဒိုတူနာရှိတယ်အာဗိုကာဒိုလုံးဆယ်လ်မှရှိတယ်ပေါ့နော်ပုံမျိုးရှိတယ်ဒါပေမဲ့အဲ့ပွေကအာဗိုကာဒိုတူနာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့တူနာထိပါမယ်ဒါကတူနာငေါ့ပေါ့နော်တူနာငေါ့ကိုမယိုးနဲ့ရိုးပြီးပို့နေထားတဲ့နယ်မျိုးဖြစ်ပါတယ်ပြီးမှပဲနောက်ဆုံးမှာအာဗိုကာဒိုတစ်ချက်ထိပါတယ်ဒါတော့ထိုးပဲတီးပေါ့နော်ဒီထိုးပဲတီးကိုတစ်ချက်တီးထိပါမယ်ရောဆိုင်ရဲ့ပုံစံဆိုရင်လေမဟုတ်ဘူးလို့ customer တွေအများကြီးတိတ်ကြပါတယ်လာစားကြပါတယ်ပါဝင်ပြည့်စုံတွေကအများကြီးပါတော့စော်တဲ့လူတွေကလည်းအများကြီးထိုက်တဲ့ကြတယ်ပေါ့နော်ကျွန်တော်တို့လုံးဝပေါ့နော်အမိကိုမှယူတာပေါ့နော်အစင်းဆိုရင်လုံးဝစောမကောင်းဘူးပေါ့ဒါကြောင့်ဒီအာဗိုကာဒိုကိုကျွန်တော်တို့ပေါ်လေးလှိပါမယ်ပေါ်လေးလှိပြီးမှကျွန်တော်တို့အဲ့ဒါကိုဘင်းနာကတ်မှာပေါ့နော်ထမင်းကိုဘင်းနာကတ်မှာဖြစ်ပါတယ်ထမင်းကိုဘင်းနာကတ်ပြီးမှသူကလှပလေးဖြစ်မှာပေါ့နော်မဟုတ်ရင်မလှမပဆိုရင်စော်တဲ့ customer တွေကလည်းစိတ်မချမ်းသာပေါ့နော်ကျွန်တော်တို့က customer တွေစားပြီးအပြည့်ပြီးမှဖြစ်တဲ့ကြောင့်လှပပဲအမြဲတမ်းလှိပြီးဖြစ်ဒီမှာဒါဆိုတက်လေးတွေဆိုရင်သူတို့ကလည်းစောရတာအဆင်ပြေတယ်ပြီးအမေတွေဆိုရင်စောရတာဘောပေးအဆင်ပြေတယ်မလို့ဒီမှာကြည့်ပါဒါကတော့ဒီထရတဲ့တိုင်းဖြစ်ပါတယ်နောက်ဆုံးတစ်ခုကြံသေးတာကတော့ဗာလဲဆိုတော့ကျွန်တော်တို့နောက်ဆုံးမှာကျဲဥဟာဝင်ထိပါမယ်ဒါကတော့ကျဲဥကိုပြောထော်တဲ့ဟာပုံရင်းဖြစ်ပါတယ်ဒီကျဲဥဟာဝင်ကိုသူရဲ့အလေပုံမှာရှိတဲ့လုံးဝအကုန်လုံးထိပြီးမှအလေပုံမှာကြံနေတဲ့နေရာတစ်ခွဲလေးမှာအဲကျဲဥဟာဝင်ကိုထိပါမယ်လို့ဆိုရင်အာဗိုကာဒိုတူနာတပွေးလေးရတော့ပါပြီဒါတော့ဘလို့ဆက်စမီလေးကိုနည်းနည်းလေးအပေါ်ကထက်ကြည့်တာပေါ့နော်ပြီးမှပဲဆက်စမီလေးကြည့်ပြီးမှပဲကျွန်တော်တို့ဒီမှာဆက်စမီ oil ဆိုတာနှမ်းစီပေါ့နော်အဲနှမ်းစီနဲ့ဒီမှာဆိုးလို့ခေါ်တဲ့နှစ်ခုကိုအထက်ကနေပြီးတော့လောင်းပေးပါမယ်ဘာလို့ဆိုတော့ခုတော့ထရတဲ့ပြည့်စုံတွေထဲကိုဒီအရေဝင်တော့မှပဲပို့ပြီးတော့အဲ့ဒါအဆင်ပြေတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်တို့လိုရှင်တဲ့အာဗိုကာဒိုတူနာတပွေးလေးရတော့ဖြစ်ပါတယ်ဒီမှာပါအာဗိုကာဒိုတူနာပါကျွန်တော်ရဲ့ YouTube အကောင့်လေးကို subscriber မလုပ်ရသေးရင် subscriber လုပ်ပေးကြပါတယ်အဆုံးထိကြည့်ပြီးကြလို့အကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်